ဘုရားခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တို့ဒီနေရာမှာဝေမျှဖို့အခွင့်အရေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်သင်ဦးဆရာတွေတကွအသင်းတော်မှာရှိတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ဒီနေ့ကျမ်းပိုက်၃ပိုက်ကိုရှင်းပြခြင်းပါတယ်ခက်တဲ့ဟာကိုလွယ်တဲ့ဟာကိုခက်အောင်ပြောတာတော့မဟုတ်ဘူးအမှန်တကယ်ဆိုရင်ဒီချမ်းပိုက်တွေကလွယ်လေးပဲစဉ်းစားရင်လွယ်လေးပဲနားလည်သွားတာဖြစ်တယ်ဒါပေမဲ့ဒီချမ်းပိုက်တွေကတခါတလေမှာသူ့အထဲထဲမှာရှိတဲ့ဒီအဓိပ္ပာယ်ကကျွန်တော်တို့သိမယ်ဆိုရင်ပို့ပြီးတော့အကျိုးဖြစ်တဲ့ဟာကြတော့ကျွန်တော်တို့မပြောရင်မဖြစ်တယ်လို့ဒီချမ်းပိုက်ကိုသုံးပြီးတော့လူရာဆွဲတဲ့လူတွေလည်းရှိပြန်တော့အဲ့ဒီလူရာဆွဲတဲ့ဟာကိုကြိုက်တဲ့လူတွေလည်းအများကြီးဖြစ်နေတဲ့ခါကြတော့ဒီကျမ်းစာကဘယ်လိုအဓိပ္ပာယ်အရင်းနဲ့ရေးတဲ့တမန်တော်တွေကဘာကိုဆိုလိုချင်တာလဲဆိုတာလေကျွန်တော်တို့ပြောဖို့လိုတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီကျမ်းပိုက်၃ပိုက်ပဲပြောခြင်းတယ်ကျန်တဲ့ကျမ်းပိုက်တွေကတော့ရံပြီးတာပေါ့အဓိကချမ်းပိုက်ကတော့တိယောနှစ်တစ်ဖြစ်ပါတယ်ဒုတိယကတိယောတစ်ခုဖြစ်ပြီးတော့တတိယချမ်းပိုက်ကတိယောတစ်ကူဖြစ်ပါတယ်တိယောတစ်ကူကတော့ကျွန်တော်တို့ခရိယန်တွေအားလုံးသိထားပြီးသားပါပဲကိုယ့်ဖြစ်ကိုဖော်ပြတောင်းပါပါဒါပေမဲ့ဒီချမ်းပိုက်၃ပိုက်ကယောဟန်ရဲ့ theology မှာအရေးကြီးတဲ့ကျမ်းပိုက်၃ပိုက်ဖြစ်ပြီးတော့သူပြောချင်တဲ့အဓိပ္ပာယ်ကအင်မတန်မှနည်းနည်းရှိုင်းရှိုင်းဖော်ပြပေမဲ့ကျွန်တော်တို့ခရိယန်လောကကြီးကခံယူပြီးတော့ပြန်သုံးတဲ့အခါကျတော့လွယ်နဲ့ပြောတာလည်းရှိတယ်လို့တချို့ကလည်းတခြားအဓိပ္ပာယ်ကိုခွဲထုတ်ပြီးတော့လူတွေပူကြိုက်တယ်ဒီလိုပူကြိုက်တဲ့ဟာမျိုးကိုသုံးသွားတာလည်းရှိတယ်အဲ့တော့ကျွန်တော်ဒီမှာအချိန်မိနစ်30လေးမှာကျွန်တော်ဒါလေးကိုရှင်းပြခြင်းပထမဆုံးကျွန်တော်တို့ကျမ်းပိုက်ကိုတူတူဖတ်ကြည့်တာပေါ့တင်လဲတင်ပြီးမှာပါအဲ့တော့ကျွန်တော်တို့တစ်ရောနှစ်တစ်ကိုကျွန်တော်တို့အတူတူဖတ်ကြည့်တာပေါ့ဘာကြောင့်ဆိုတော့ကျမ်းစာနှုတ်ကပတ်တော်ကိုစဉ်းစားတဲ့အခါမှာအထဲထဲမှာရှိတဲ့စကားလုံးတွေကကျွန်တော်တို့ကိုအဓိပ္ပာယ်အရင်းမြစ်ကိုပေါ်ပြတာဖြစ်တဲ့အတွက်ကြောင့်တမန်ငါရှန်ငါဆိုရင်တော့လုံလို့မရဘူးဆိုတော့ကျွန်တော်တို့တစ်ရောနှစ်တစ်ကိုကျွန်တော်တို့တူတူဖတ်ကြရအောင်ကဲ ready ဆိုရင်တူတူဖတ်ကြပါစို့ချစ်သားတို့သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းကဤရာများကိုသင်တို့အားငါရေးပြီးပေးလိုက်၏တစုံတစ်ယောက်သောသူသည်ဒုစရိုက်ကိုပြုမိဖြောင့်မတ်သောသူရှင်ယေရှုခရစ်ဒီဟုသောငါတို့အမှုဆောင်သခင်သည်ခမည်းတော်ထံ၌ရှိတော်မူ၏တကယ်တော့ဒီချမ်းပိုက်ကရိုးရိုးလေးနားလည်မယ်ဆိုရင်လေရိုးရိုးလေးလွယ်လေးနဲ့သဘောပေါက်ပါတယ်ဒါပေမဲ့ဒီချမ်းပိုက်မှာရှိတဲ့စကားလုံးတချို့ကိုယူသုံးလိုက်တဲ့အချိန်မှာအဓိပ္ပာယ်တစ်မျိုးပြောင်းသွားတယ်ဆိုတော့အခုကျွန်တော်တို့ဖတ်တဲ့အထက်မှာယောဟန်ကသူပြောချင်တာကတော့ချစ်သားတို့ဒုစရိုက်ကိုမပြုပါနဲ့နော်တစုံတစ်ယောက်သောသူကဒုစရိုက်ကိုအကယ်၍ပြုမိသွားမယ်ဆိုရင်နော်ငါတို့ရဲ့အမှုဆောင်သခင်ကခမည်းတော်ဖရာဘေးမှာရှိတယ်လို့သူကပြောတာငါတို့ရဲ့အမှုဆောင်သခင်ဒီခမည်းတော်ထံ၌ရှိတော်မူ၏အဲ့ဒီမှာကျွန်တော်တို့အရေးကြီးတဲ့စကားလုံးကငါတို့၏အမှုဆောင်သခင်လို့သူကသုံးလိုက်တာဖြစ်တယ်ဗမာလူတော့သိလေးလေးနက်နက်မဟုတ်တယ်လို့ဖြစ်သွားပြီးတော့အင်္ဂလိပ်လိုမှာတော့နည်းနည်းထူးခြားသွားတယ်ငါတို့၏အမှုဆောင်သခင်ဆိုတာအင်္ဂလိပ်ကိုဖတ်ရင် King James Version မှာသူက advocate လို့သူကသုံးတယ် advocate ဆိုတာရှေ့နေလို့သူကပြောတာရှေ့နေလို့သူကပြောတာငါတို့ရဲ့အမှုဆောင်သခင်ဆိုတာအမှန်တကယ်
ငါတို့ရဲ့ရှေ့နေယေရှုသည်ခမည်းတော်အနားမှာရှိတယ်လို့သူကပြောတာအဲ့တော့ဒီထက်ပိုပြီးတော့သူကအောက်ကိုဆင်းသွားတဲ့အခါမှာအဲ့ဒီ advocate ကို Greek လိုဘယ်လိုခေါ်လဲဆိုရင်နော်ကျမ်းစာမှာသူကရေးတာကအဲ့ဒီစကားလုံးလေးကိုနော် Paracletus လို့သူကသုံးလိုက်တယ်အဲ့ဒီ advocate သို့မဟုတ် Paracletus လို့ Greek လို့ခေါ်လိုက်တဲ့အခါမှာအဓိပ္ပာယ်ကပို့ပြီးတော့ချဲ့လို့ရတဲ့သဘောဖြစ်သွားတယ်ဒါလေးကိုကျွန်တော်တို့သဘောပေါက်အဲ့တော့ဒီချမ်းပိုက်ကအမှန်တကယ်ဆိုရင်ကျွန်တော်ဖတ်ကြည့်ရင်းနဲ့သူတို့သုံးတဲ့ဟာကိုရှင်းဖို့ဖတ်နေရင်းနဲ့ပေါ့ကျွန်တော်အတွက်ပို့ပြီးတော့ဖရားတကယ်ကောင်းတယ် grace ရဲ့ system ပေါ့ကျေးဇူးတော်ရဲ့စနစ်ကြီးကအရန်ကောင်းတာပဲလို့နားလည်သွားတယ်ဒါကြောင့်ကျွန်တော်ကပထမတော့အပြင်မှာသုံးနေတဲ့ဟာကိုအရင်ရှင်းပြပြီးမှတကယ်ယောဟန်ကကျွန်တော်တို့ကိုပြောချင်တဲ့ဟာကိုကျွန်တော်ရှင်းပြအပြင်မှာဘာသုံးလဲဆိုရင်အဲ့ဒီ Paracletus ဆိုတာကအမှန်စင်စစ်မှာတန်ရှင်သောဝိညာဉ်တော်ကိုသူပြောတာနော် Paracletus မဟုတ်ရင်သူကအင်္ဂလိပ်စကားလုံးကအောက်ကိုရွေ့သွားရင်သူကဘယ်လိုသုံးလဲဆိုရင် legally assistant တရားဝင်အထောက်အမပြုတော်သူ counselor comforter အဲ့လိုသုံးတာပေါ့နောက်ဆုံးတော့ Holy Spirit လို့သူကသုံးတယ်အမှန်တော့အဲ့ဒီ advocate ဆိုတဲ့စကားလုံးကယောဟန်ဘာဖြစ်လို့သုံးလဲဆိုရင်ငါတို့ရဲ့အမှုဆောင်ယေရှုဟာခမည်းတော်အနားမှာကျွန်တော်တို့အတွက်လှုပ်ထားပေးတဲ့ကိစ္စတစ်ခုရှိတယ်ဆိုတာကိုသူကပြောခြင်းလို့အဲ့ဒီနေရာမှာ Holy Spirit ကိုတန်ရှင်တော်ဝိညာဉ်တော်ကိုဥပ္ပစ္စေဆရာလို့ပြောလိုက်လေပြီးတာပဲအဲ့ဒီလိုမပြောဘဲနဲ့အမှုဆောင်သခင်လို့ပြောင်းသုံးလိုက်တာဒါပေမဲ့ Holy Spirit ပဲဒါကြောင့်ကျမ်းစာတအုပ်လုံးမှာ Holy Spirit ကိုသုံးတဲ့စကားလုံးလေးတွေကျွန်တော်တို့နောက်ကျမ်းစာဖတ်ရင်လေတွေ့မှာဆိုတော့ကျွန်တော်ကဒီမှာနည်းနည်းလေးအဲ့ဒီကျမ်းပိုက်လေးတွေကိုကျွန်တော်နည်းနည်းတွေ့တဲ့အခါကျရင်ကျွန်တော်ပြောတဲ့ဟာကဒါပါလားဆိုတာကိုသိသွားစေခြင်းလို့ပါအဲ့တော့ Holy Spirit ကိုကျမ်းစာထဲမှာသုံးတာကစေရတန်ကကျွန်တော်တို့ကိုဘယ်လိုဆိုသုံးထားလဲဆိုဥပ္ပစ္စေဆရာလို့လေ Holy Spirit ကိုသူကသုံးတာဖြစ်တယ်ဆိုတော့ဥပ္ပစ္စေဆရာပြီးတဲ့အပြင်ဒါတော့ယောဟန်14:25မှာရှိတယ်ဖတ်ကြည့်ရင်ပေါ့တန်ရှင်သောဝိညာဉ်တော်တစိ့ခတ်တယ်လို့သုံးပြန်ရောဒါကတော့ Ephes 1:73မှာရှိတယ်ပြီးတော့မှယောမ8:9ကြတော့ခရစ်တော်ရဲ့ဝိညာဉ်လို့တန်ရှင်သောဝိညာဉ်တော်ပြောင်းသုံးပြန်တယ်နောက်တစ်ခုကြတော့1ကော15:45မှာအသက်ရှင်စေတတ်တဲ့ဝိညာဉ်အင်္ဂလိပ်လိုကြတော့ life giving spirit လို့သူကသုံးတယ်အဲ့တော့တရားဟောတဲ့အခါမှာပို့ပြီးတော့ရှင်းလို့ကောင်းတဲ့စကားလုံးမျိုးတွေသုံးတယ်နောက်ဆုံးမှတော့အခုကျွန်တော်တို့တွေ့နေတဲ့ငါတို့ရဲ့အမှုဆောင်သခင် advocate ဆိုတဲ့ရှေ့နေဆိုတဲ့စကားလုံးကိုသုံးတာဖြစ်တယ်ဒါကြောင့်ကျမ်းစာတအုပ်လုံးမှာတန်ရှင်တော်ဝိညာဉ်တော်ကိုဒီလိုနာမည်လေးတွေနဲ့သုံးတယ်ဆိုတာကျွန်တော်တို့သိဖို့တော့လိုတယ်အဲ့တော့တန်ရှင်တော်ဝိညာဉ်တော်ကိုဓမ္မဟောင်းနေနဲ့ခေါ်ရင်သူက Hebrew လိုပဲခေါ်တယ်ဘာကြောင့်ဆိုဓမ္မဟောင်းက Hebrew လိုရေးခဲ့တာဒါကြောင့် Ruba ဆိုတဲ့အတန်ထွက်လေးနဲ့သုံးတယ်ဓမ္မသစ်ကြတော့ Greek လိုပဲရေးတယ်ဆိုတော့သူက Pneuma ဆိုပြီးတော့ခေါ်တယ်ဒါကြောင့် general သဘောရဆိုရင်ဓမ္မဟောင်းဆိုရင် Ruba ဓမ္မသစ်ဆိုရင် Pneuma ဆိုပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ခေါ်တယ်လို့ကျွန်တော်တို့ကျမ်းပိုက်တွေအထဲထဲမှာစောစောကပြောလို့ဥပ္ပစ္စေဆရာတန်ရှင်တော်ဝိညာဉ်တော်တစိ့ခတ်တယ်ခရစ်တော်ရဲ့ဝိညာဉ်အသက်ရှင်စေတတ်တဲ့ဝိညာဉ်ငါတို့၏အမှုဆောင်သခင်ဆိုပြီးတော့အဲ့ဒီလိုသုံးလိုက်တာဖြစ်တယ်ဒါကျွန်တော်တို့ပထမကျွန်တော်တို့အခုရှင်းပြတာတခုသောအဓိပ္ပာယ်ကိုပေါ်ခြင်းတဲ့အခါမှာတချို့ဟာလေးတွေသိဖို့တော့လိုတယ်
ဒါကြောင့်ရှုပ်သွားအောင်မဟုတ်ဘဲနဲ့တကယ်ယောဟန်ပြောခြင်းနဲ့အဓိပ္ပာယ်ရသွားအောင်ဖြစ်တယ်အဲ့တော့ Greek လိုအဓိပ္ပာယ်က Paracletus ဆိုတဲ့စကားလုံးက charismatic အမှုတော်ဆောင်ပေါ့ဗျာ charismatic သမားတွေကအဓိပ္ပာယ်ဖွင့်ပြီသူတို့ဖွင့်တဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုရင် charismatic ဆိုတာကလဲသွားတာကြိုက်တဲ့လူတွေနတ်ဆိုးနှင်တာတွေနာယောဂငြိမ်းတာတွေ dance ပြောတာတွေအဲ့ဒါတွေကျမ်းစာထဲမှာမရှိဘူးတော့မဟုတ်ဘူးဒါကိုပဲအသားပြီးတဲ့ပုဂ္ဂိုလ်များက Paracletus ဆိုတဲ့အဲ့ဒီစကားလုံးကိုအဓိပ္ပာယ်ဖွင့်တာကတန်ရှင်သောဝိညာဉ်တော်သည်နှစ်ခုရှိပါတယ်လို့အဓိပ္ပာယ်ဖွင့်တယ်တစ်ခုကတော့အေဖက်ခန်းကြီး1အငယ်73မှာကိန်းဝတ်သောဝိညာဉ်လို့ဗမာလိုအဓိပ္ပာယ်ဖွင့်တယ်ဒီထက်မှာတန်ရှင်သောဝိညာဉ်တော်ရောက်လာရင်ကိန်းဝတ်သောဝိညာဉ်ကြောင့်သင်သည်ထာဝရအသက်ကိုရ၏ဘုရားသားဖြစ်၏ဒါတစ်မျိုးပေါ့ဒါပေမဲ့ဘုရားသားဖြစ်ခြင်းထာဝရအသက်ရခြင်းကိုပဲရည်စူးတယ်တခြားဟာမရည်စူးဘူးနောက်တစ်မျိုးရှိတယ်နောက်တစ်မျိုးက Paracletus လို့အခုကျွန်တော်ဖတ်တဲ့ကျမ်းစာတွေကအဲ့ဒီဟာကတော့အပြင်မှာကျွန်တော်တို့ကိုတကိုးနဲ့အမှုတော်ထဲမှာလှုပ်စီတဲ့ဝိညာဉ်ဆိုပြီးတော့သူကနှမျိုးခွဲပြောတယ်ဒါကြောင့်ခရစ်တော်ကိုယုံရင်ကိန်းဝတ်သောဝိညာဉ်ရလို့ထာဝရအသက်ရပါတယ်ဒါပေမဲ့အပြင်မှာကြံခဲ့တဲ့ဝိညာဉ်ကိုမရနိုင်သေးဘူးဒါကြောင့် Paracletus ကိုမရသေးဘူးရဖို့လိုတာကကိုကဘုရားနဲ့ဆက်ကမှဘုရားစီကဝိညာဉ်တော်ကိုတောင်းခံမှဘုရားသခင်ဆင်းသက်ပါတကူပြီးပါလို့နှလုံးသားထဲမှာပျော်မှအခြားသောဘာသာစကားတွေပျော်မှဗိသိက်ရမှအပြင်ကဝိညာဉ်ကိုယ့်ပေါ်မှာတက်ရောက်ပြီးကိုကအမှုတော်ထဲမှာနိုးကြားအောင်လုပ်နိုင်တယ်လို့သူတို့အဓိပ္ပာယ်ဖွင့်တာဖြစ်တယ်ဒါကြောင့်အပြင်လောကမှာတော့အဲ့ဒီအဓိပ္ပာယ်ဖွင့်ထားတဲ့အတိုင်းအမှုတော်ဆောင်တွေကဝေမျှပြီးတော့အဲ့ဒီအတိုင်းပဲလုပ်နေကြတယ်ဒါကြောင့်ကျွန်တော်တို့လောကကြီးကရှင်းရတာခက်သွားတယ်အဲ့တော့ Praise and Worship ဆိုတဲ့အခါမှာဘုရားသခင်ရဲ့ဝိညာဉ်တော်ဆင်းသက်ပါဆိုတာအမှန်တကယ်တော့အထက်ထဲမှာရှိပြီးပြီကျွန်တော်တို့နှုတ်ကြိုးပြီးတော့ဆင်းသက်ပါလို့ပြောတာကတကယ်တော့ပါဝေါ်ပေါ့တကူဆင်းလာပြီးတော့အလုတ်လုတ်ပါလို့ပြောတာပါဝိညာဉ်တော်ကြီးဆင်းလာပြီးတော့မှအဲ့ဒီသဘောကိုဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ခေတ်အဆက်ဆက်ပြောင်းသွားတဲ့အခါမှာဒီစကလုံးတွေသုံးတော့အခါမှာဘုရားရဲ့ဝိညာဉ်တော်နောက်ထပ်တစ်ခုကျွန်တော်စီကိုဆင်းလာတယ်လို့အဓိပ္ပာယ်တက်ရောက်သွားတယ်ဒါကြောင့်နှစ်ခုရှိတယ်တစ်ခုကကိန်းဝတ်သောဝိညာဉ်တစ်ခုကအလွတ်လွတ်တဲ့ဝိညာဉ်အဲ့ဒီဝိညာဉ်ကိုနူမာနဲ့ Paracletus ဆိုတော့သူက Greek လိုနှမျိုးခွဲပြောလိုက်ဒါပေမဲ့ကျွန်တော်ဒီနေ့ရှင်းပြချင်တာကအဲ့ဒါအားလုံးဟာတန်ရှင်တော်ဝိညာဉ်တော်ဟာတပါးတည်းပဲဖြစ်တယ်ခွဲပြီးတော့ဘယ်သောခါမှမလုပ်ဘူးတန်ရှင်တော်ဝိညာဉ်တော်အားလုံးကိုလုံနိုင်တဲ့ဖရာဖြစ်တယ်ခမည်းတော်ဖရာသားတော်ဖရာတန်ရှင်တော်ဝိညာဉ်တော်ဖရာသုံးပါးတစ်လုံးတစ်ဝတည်းဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်ဒီကာလဟာတန်ရှင်တော်ဝိညာဉ်တော်ကာလဖြစ်လို့တန်ရှင်တော်ဝိညာဉ်တော်ဟာကြိုက်တယ်လို့အလုပ်လုပ်တယ်သို့တော်လေတန်ရှင်တော်ဝိညာဉ်တော်နှစ်ခုနှမျိုးရှိပြီးမှအလုပ်လုပ်တယ်ဆိုတာမဟုတ်ဘူးလို့ဒါပထမအဆုံးကျွန်တော်ရှင်းပြတာပါဟုတ်ပြီအခုမှကျွန်တော်တို့လေးနေတဲ့ဟာကိုရှင်းပြဒါဆိုရင်ဘာကိုပြောချင်တာလဲဘာကြောင့်အမှုဆောင်သခင်လို့သူကပြောရတာလဲအဲ့ဒါလေးကျွန်တော်တို့ဒီနေ့တထိုင်လေးနဲ့နားလေတိသွားရင်အခုကျွန်တော်တို့အားလုံးကတိရောတစ်ကိုသုံးတဲ့အခါမှာဒါကျွန်တော်အလွတ်အရင်ပြောပြမယ်နောက်တော့တူတူဖတ်တာပါတိရောတစ်ကိုကိုယ်အပြစ်ကိုပေါ်ပြတောင်းပန်ရင်ငါတို့အပြစ်များကိုလွတ်၍ဒူးစရိုက်ရှိသည်များနဲ့ကင်းစင်စေခြင်းကဘုရားသခင်သည်သစ္စာတရားနဲ့၎င်းဖြောင့်မတ်ခြင်းတရားနဲ့၎င်းပြည့်စုံအဲ့တော့ဆိုလိုတာကကိုယ်အပြစ်ကိုပေါ်ပြတောင်းပန်ပါလို့ပြောတဲ့အခါဘာအပြစ်လဲလို့ကျွန်တော်တို့တခါမှမစင်စားပဲနဲ့
စုတော့တောင်းကြတော့အဲ့တော့ယောဟန်ကဘာအပြစ်လဲဆိုတော့ तू ကပြောချင်တာအဓိပ္ပာယ်ကတော့ဘာအပြစ်လဲအဲ့ဒါကျွန်တော်တို့ကအဲ့ဒီတစ်ချက်ကိုလေးလေးနက်နက်မသိဘဲနဲ့တိရောတစ်ကိုကျွန်တော်တို့ကဆိုကြတယ်ခေအဆက်ဆက်လဲတွန့်တင်တယ်ဒါပေမဲ့တိရောတစ်ကိုမလိုဘူးလို့ပြောတဲ့အားလေးလည်းအများကြီးရှိပါတယ်တခါပြောပြီးရင်လုံလောက်ပြီးထပ်ပြောစရာမလိုဘူးဆိုတော့ဒါနိုင်ငံခြားလာတဲ့အဖွဲ့အစည်းတွေကတင်တာဒီလည်းရှိတယ်ဒါပေမဲ့ဒီဥစ္စာကျမ်းစကားအရာဆိုမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ယောဟန်ကသူကတည်တည်ချာချာပြောထားတဲ့အကြောင်းရှိတယ်ဒါကြောင့်တိရောတစ်ကိုပြောတဲ့အပြစ်ဘာအပြစ်လဲပြီးရင်ရှေ့နေဖြစ်တဲ့ခရစ်တော်ကခမည်းတော်နားမှာကျွန်တော်တို့လွန်ကျူးတဲ့အပြစ်ကိုရှေ့နေလိုက်ပြီးတယ်ဆိုတာဘာသဘောလဲဘယ်အပြစ်ကိုရှေ့နေလိုက်ပြီးရတာသူရေးထားတာတစုံတစ်ယောက်သောသူသည်ဒုစရိုက်အပြစ်ကိုပြုမိလျင်ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်ဒီဟုသောငါတို့အမှုဆောင်သခင်သည်ခမည်းတော်ဌာနရှိတယ်လို့သူကပြောတာဒုစရိုက်ကိုပြုမိလျင်လို့ဘာဖြစ်လို့ယောဟန်ကသုံးတာလဲတိရောတစ်ကိုကကိုယ့်အပြစ်ကိုဖော်ပြအဲ့ဒီအပြစ်ကဘာလဲအဲ့ဒါကျွန်တော်တို့နှစ်ခုချိတ်ဆက်သွားရင်အဆင်ပြေသွားတယ်ဘာကြောင့်လဲဆိုတော့ဒီကျမ်းပိုက်၃ပိုက်စလုံးကယောဟန်ပဲပြောတာဖြစ်တယ်ပထမကျမ်းပိုက်2ပိုက်ကယောဟန်အခန်းကြီး1မှာအခုကျွန်တော်ဖတ်တဲ့ဟာ2မှာဒါတစ်ဆက်တည်းပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့သိဖို့လိုတယ်ကဲပထမအဆုံးကျွန်တော်တို့ကနားလည်ဖို့တိရောတစ်ခွန်ကိုအရင်ဖတ်ရမယ်တိရောတစ်ခွန်ကဲ ready ဆိုရင်တိရောတစ်ခွန်ကိုကျွန်တော်တို့တူတူဖတ်ကြည့်အောင်တိရောတစ်ခွန်ကဲဖတ်ကြပါစို့ဘုရားသခင်သည်အလင်း၌ရှိတော်ငါတို့သည်အလင်း၌ရှိအချင်းချင်းမိတ္တဟာယဖွဲ့ခြင်းဘုရားသခင်သားတော်ယေရှုခရစ်အသွေးတော်သည်ငါတို့အပြစ်ရှိသမျှဆေးကြောတော်မူ၏အဲ့တော့ကျွန်တော်တို့ကကျမ်းစာကိုတေးတေးချာချာကြည့်ပြီးတော့တချို့အခက်ခဲရှိတဲ့ဟာဆိုရင်နည်းနည်းအင်္ဂလိပ်လိုလဲကြည့်ပြီးတော့နော်လိုအပ်ရင်လိုအပ်တယ်လို့စဉ်းစားဖို့လိုတယ်ပြဿနာမဖြစ်ရင်ဘာမှဖြစ်ပါဘူးအဲ့တော့တိရောတစ်ခွန်မှာဘုရားသခင်ဟာဘယ်မှာရှိလဲအလင်းထဲမှာပဲရှိတယ်ငါတို့ဒီလေအလင်းထဲမှာရှိရင်အချင်းချင်းမိတ္တဟာယဖွဲ့တယ်ဒါကြောင့်ပထမအရေးကြီးတဲ့အချက်ကဘုရားဟာနေရာတိုင်းမှာရှိတဲ့ဘုရားဖြစ်တယ် omni present ဘုရားဟာဘယ်နေရာမှာဆိုရှိတယ်ဒါကြောင့်ဆာလံဆရာပြောတယ်ငါမရဏနိုင်ငံဆင်းလဲဘုရားမျက်မှောက်တော်နဲ့မလွတ်ဘူးပင်လေထဲသွားလဲလွတ်မှာမဟုတ်ဘူးဆိုတော့ဘယ်နေရာမှဘုရားသခင်ရဲ့မျက်မှောက်တော်နဲ့မလွတ်ဘူးအဲ့တော့ဆိုလိုတာကဘုရားသခင်ဟာနေရာတိုင်းမှာရှိတဲ့ဘုရားဖြစ်တယ်ဒါပေမဲ့သူကတိရောတစ်ခွန်ရဲ့အရေးကြီးတဲ့အချက်ကသူကအလင်းထဲမှာပဲမိတ္တဟာယဖွဲ့မယ်ဘာကြောင့်လဲသူကအလင်းဖြစ်တယ်အဲ့ဒါသဘောပေါက်ဖို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်ကအမှောင်တဲကိုသွားရင်းနော်ဖျားလိုက်ပြီးတော့မိတ္တဟာယမဖွဲ့ဘူးဟုတ်ပြီနော်အဲ့ဒါကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်ကျွန်တော်ဒီအလင်းထဲမှာနေမှာဖျားသခင်နဲ့မိတ္တဟာယဖွဲ့မယ်ကဲကျွန်တော်အမှောင်ထဲမှာနေမယ်ဖျားဟာနေရာတိုင်းမှာရှိတယ်ကွာငါ့ကိုလာပြီးတော့မကြည့်တော့ဘူးလားဟုတ်တယ်ဖျားမြင်တယ်သိတယ်ဒါပေမဲ့ဖျားတင့်ကိုမိတ္တဟာယမဖွဲ့ဘူး just fellowship မလုပ်ဘူး close fellowship မလုပ်ဘူးဘာကြောင့်လဲဆိုတော့သူကကျွန်တော်ကအလင်းတဲကိုလာမှဖြစ်တယ်ဒါကြောင့်အလင်းတဲကိုရောက်တယ်ဆိုတာကတစ်တစ်ချက်ဖျားသားအစ်စ်ဖြစ်မှသာလင်သူကအလင်းထဲမှာရှိမယ်ဟုတ်ပြီနော်ဖျားသားအစ်စ်ဖြစ်မှအလင်းထဲမှာရှိမယ်ဟုတ်ပြီဖျားသားအစ်စ်ဖြစ်ရဲ့သားနဲ့အပြစ်လုပ်ရင်သူကအမှောင်တဲကိုရောက်သွားတယ်အမှောင်တဲအထိဖျားကလိုက်ပြီးတော့မိတ္တဟာယမဖွဲ့ဘူးအဲ့ဒီအမှောင်တဲကလူကနောင်တရ၍အလင်းတဲကိုပြန်လာမှအချင်းချင်းဘာဖြစ်လဲမိတ္တဟာယဖွဲ့တယ်
ဒါကသူ့ရဲ့ principle ဖြစ်တယ်ဤဥပဒေသားဖြစ်တယ်ဒါကိုကျွန်တော်တို့ကသဘောပေါက်ဖို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုခရစ်ဝင်ကျမ်းမှာဥပမာပေးတာကပျောက်သောသားနဲ့ဥပမာပေးတယ်ပျောက်သောသားပျောက်သောဒင်္ဂါပျောက်သောသူအများကြီးပေါ့အဲ့တော့ပျောက်သောသားမှာအဖေထံကထွက်သွားတယ်အမွေယူပြီးတော့ထွက်သွားတယ်ဒါမဲ့သူလှုပ်ချင်အောင်လှုပ်ပြီးတော့နောက်ဆုံးနော်ဝက်ကြောင်းနဲ့အစာကိုတော့မှသူစားခြင်းနဲ့စိတ်ပေါက်လာတဲ့အထိဆာလောင်မွတ်တိတ်တဲ့အခါမှာအဖေမြစ်တာကိုနားလေအဖေစီမှာရှိတဲ့အလုတ်သမားတွေတောင်မှအဲ့တလောက်အဆင့်မစားရဘူးငါအဆင့်ကဟိုးအောက်ဆုံးကိုရောက်သွားပြီအဖေထံကိုပြန်မယ်ဆိုတဲ့ခါကျမှအဲ့ဒါကစစ်မှန်တဲ့နောင်တဖြစ်မှအဖေစီကိုပြန်လာတာအဲ့တော့အလင်းတဲကိုလာတာအဲ့ဒါကျွန်တော်တို့သဘောပေါက်ဖို့ဖြစ်တယ်အဲ့တော့တိရောတစ်ခွန်ကအဲ့ဒါပြောတာတင်သာအမောင်တဲကိုမတော်တဆဇာတိအားကြီးပြီးဝိညာဉ်အားနည်းလို့ရောက်သွားခဲ့တော့ဘုရားတင့်ကိုလိုက်ပြီးတော့မိတ္တဟာယမဖွဲ့ဘူးအဲ့ဒါကျွန်တော်တို့သိဖို့လိုတယ်ဘုရားကတင့်နှလုံးသားထဲကနောင်တရပြီးတော့ကျွန်တော်မားပြီဆိုပြီးတော့အလင်းတဲကိုပြန်ဝင်လာရင်ဘုရားကချက်ချင်းပါဖြစ်လေမိတ္တဟာယဖွဲ့မယ်ဘာကြောင့်လဲပျောက်တော့သားအဝေးကနေမြင်တာနဲ့အဖေဆင်းပြီးတော့ကြိုပြီးတော့ဝတ်လုံပေးဖို့စွန့်နေကြနော်လက်စွပ်ကိုပေးစွပ်ပြီးတော့ငါသားအတွက်ကိုယ်ခံမယ်ဆိုတဲ့အဆင့်ရောက်သွားတယ်ပြောစရာမလိုဘူးကျွန်တော်အစီကံတန်းမှာပဲနေပါမယ်မိဖာမေပြောငါကတော့ငါရဲ့ position တိုင်းမင်းကိုလက်ခံပြီးငကိုအဆင့်ကိုပြန်ပြီးတယ်အဲ့ဒီပျောက်သောသားရဲ့သဘောတရားဒီနေ့ဖခင်ကအလင်းထဲမှာကျွန်တော်တို့ကိုဒီပုံစံပါပဲဒါပေမဲ့ခင်ဗျားအလင်းကိုတော့ပြန်လာရမယ်အဲ့တော့ဘယ်လိုပုံစံပြန်လာရမလဲဆိုရင်ခင်ဗျားနှလုံးသားထဲမှာကိုမားတဲ့အပြစ်ကိုနော်နောင်တရပြီးပြန်လာမယ်အဲ့တော့တိရောတစ်ခွင်ရဲ့တကယ် main ကပါလဲဆိုတော့ကျွန်တော်တို့အောက်ဆုံးအပိုက်လေးမှာငါတို့ဒီအပြစ်ရှိသမျှကိုဘာဖြစ်လဲဆေးကြောတော်မူ၏ပြန်ကျွန်တော်တို့ဖတ်ကြည့်အောင်ငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူပမာစကလုံးကဆေးရတန်ရေးတာအပြစ်ရှိသမျှအင်္ဂလိပ်စကလုံးကြတော့တစ်လုံးနဲ့သုံးတယ် all sin နဲ့ပြီးသွားပြီအပြစ်အားလုံးနဲ့သူကဒီလိုရေးတာ all sin အင်္ဂလိပ်ကြတော့တစ်လုံးနဲ့ပဲသုံးလိုက်တယ်ဗမာကြတော့ကျွန်တော်တို့နားလည်အောင်အပြည့်ရှိသမျှဆိုရင်အပြည့်ရှိသမျှကိုလွတ်ပြီးဆိုရင်ရှိအောင်မလားမရှိတော့ဒါဆိုရင်တကယ်လို့ခင်ဗျားဟာအလင်းထဲမှာရှိရင်ခင်ဗျားအပြည့်ရှိသမျှဘာဖြစ်လဲခရစ်တော်ဖခင်ရဲ့အသွေးတော်ကားတိုင်ပေါ်မှာသွန်းတော်မူသောအသွေးတော်အတီခံတော်မူခြင်းထမြောက်တော်မူခြင်းရဲ့တကူကအပြည့်ရှိသမျှကိုစေကြောတယ်ဟုတ်ပြီဒါဆိုရင်တိရောတစ်ကိုမသွားသေးဘူးနော်တိရောတစ်ကိုဟာဘာအပြည့်လဲပြီးတော့မှတိရောနှစ်တစ်ကဘာအပြည့်လဲဒီမှာတော့တစုံတယောက်သောသူသည်ဒူးစရိုက်လို့သူကသုံးလိုက်တာဟုတ်အဲ့တော့ကျွန်တော်တို့ကနားရှင်းပြီးတော့သဘောပေါက်ဖို့လိုတာအပြစ်ရှိသမျှကိုဆေးတဲ့အတွက်အဲ့ဒီဟေရှာယက1:18ကအားလုံးလဲတိပါတင်တို့အပြစ်ဂတိပါလို့ညီတော်လဲမိုးဝင့်လို့သိုးမွှေးလို့ဖြူစင်တယ်ဒါကျွန်တော်တို့သိပြီးသားအဲ့တော့အပြစ်အားလုံးကိုဆေးထားပြီးပြီဒါပေမဲ့ကျွန်တော်တို့အားလုံးဟာကောင်းကင်ဘုံရောက်လာမရောက်သေးဘူးပြောင်းတော့ပြောင်းလဲသွားပြီခရစ်တော်ကိုတော့လက်ခံပြီအပြစ်လွတ်ခြင်းကိုခံရပြီအပြစ်ရှိသမျှဆေးခံရပြီဒါပေမဲ့ကောင်းကင်ဘုံမရောက်သေးဘူးကောင်းကင်ဘုံမရောက်တဲ့ကာလပတ်လုံးဒီခန္ဓာကိုယ်ကဘာဖြစ်လဲရှိနေမှာဖြစ်တယ်ဘယ်ချိန်ကျမှ 100% အပြည့် holy ဆိုတဲ့ဟာကတစ်သက်လေးကျမှဖြစ်သွားမယ်ကောင်းကင်ကတဘိုးမှုတ်တဲ့အချိန်မှာတေလွန်သောသူတွေအူထမြောက်မယ်အသက်ရှင်၍ကြံကျွေးတဲ့ငါတို့လည်းအာကာသကောင်းကင်ကိုဘာဖြစ်လဲတက်တဲ့ခါမှာ1:15 40 45က
မြေကြီးတဏ္ဍာရှိတယ်လို့ကောင်းကင်တဏ္ဍာရှိတယ်ဇာတိခန္ဓာရှိတယ်လို့ဘာရှိလဲဝိညာဏခန္ဓာရှိတယ်အဲ့ဒီချိန်မှာဇာတိလုံးဝမရှိတော့ဘဲနဲ့ဘာရှိသွားမလဲဝိညာဏခန္ဓာရှိမယ်အဲ့ဒီချိန်အပြည့်လုံးဝမရှိတဲ့ 100% ဖြူစင်သောသူဖြစ်သွားပြီကဲဒါဆိုရင်အခုကအဲ့ဒီချိန်မရောက်သေးဘူးအဲ့တော့ကျွန်တော်တို့ထဲမှာဘာရှိလဲဇာတိဒါကြောင့်ခရိယန်တွေကနားရှုပ်သွားတာကခရစ်တော်ကိုရရင်အပြစ်လောက်တာအားလုံးကိုခရစ်တော်ကအသွေးနဲ့ဆေးပြီးပြီဒါပေမဲ့အပြစ်လောက်သေးလားလို့မေးရင်ဘလို့ဖြစ်လဲမလောက်ဘူးလို့ဖြေတဲ့လူရှိတယ်လို့လောက်အောင်မှာပဲလို့ဖြေတဲ့လူလည်းရှိတယ်အဲ့တော့အဓိပ္ပာယ်ကတော့ဘာလဲဆိုရင်ဒီဇာတိရှိရင်အားကြီးတဲ့အချိန်နဲ့အားနည်းတဲ့အချိန်အားကြီးတဲ့အချိန်မှာဝိညာဉ်ကအားနည်းတော့ဝိညာဉ်ကိုသူကချုပ်လိုက်တော့ဘယ်မနစ်သက်တဲ့ဟာကိုလုံမိတယ်လို့ဖြစ်သွားပြီအားကြီးတဲ့ချိန်မှာတော့ဇာတိကိုသူကချုပ်လိုက်တယ်ဒါကြောင့်မလုပ်ဘူးပေါ့မတော်ဘူးမစားဘူးမတော့ဘူးဒီနေရာဟာဖះမကြိုက်ဘူးဒီလိုဖြစ်သွားတယ်ဒါပေမဲ့ဇာတိအားကြီးတဲ့အခါမှာလူဆိုတာလုတ်တတ်မှဘာမဆိုလုတ်တတ်မှလူဆိုတာလူဖြစ်ရင်တော့ဒီလိုခံစားရမှာပြောင်းသွားတယ်သူကအဲ့တော့အပြစ်ပြုမိတဲ့အရာရှိသွားပြီဒါပေမဲ့အဲ့ဒီအပြစ်ကိုကျွန်တော်တို့ကဘယ်လိုခေါ်တယ်လဲဆိုတာမသိဘူးဖြစ်နေဆိုတော့အင်္ဂလိပ်လိုခွဲပြယောမ6:23ကအပြစ်တရားရဲ့အခါကတည်ခြင်းအဲ့ဒီအပြစ်ကို penalty of sin penalty ဆိုတာမသိစရာမရှိဘောလုံးပွဲကြည့်တဲ့လူတွေ penalty ပေးတယ်ဆိုညင်းလို့မရဘူးတိုင်သူကြီးက penalty ပေးပြီဆိုရင်ကန်ထဲလိုက်ဝင်နာမဝင်နာခဏထားအောင်ဘယ်သူမှကန့်ကွက်လို့မရဘူးဆိုတော့ penalty of sin ဆိုတာအဲ့ဒီအပြစ်ရှိရင်ကြိုက်ကြိုက်မကြိုက်ကြိုက်ငရဲသွားမှာဟုတ်ပြီဒါမဲ့ penalty of sin ကိုခရစ်တော်ကားတိုင်ပေါ်မှာအသွေးသွန်းလောင်းပြီးတော့လုံးဝဖြူထားပြီးပြီအပြစ်ရှိသမျှကိုဆေးပြီးပြီမရှိတော့ဘူးဒါပေမဲ့ဇာတိရှိတဲ့အတွက်ကြောင့်ဇာတိအားကြီးတဲ့အခါမှာဖျားမနစ်သက်တာကိုလုံမိတဲ့အပြစ်အဲ့ဒီအပြစ်ကိုအင်္ဂလိပ်စကားလုံးက power of sin လို့သုံးတယ်power of sin အဲ့ဒီ power of sin ဆိုတာကဗမာလိုသုံးတဲ့အခါမှာကျွန်တော်တို့ကတော့ယုံကြည်သူတွေနားလည်အောင်ယုံကြည်သူမှားမိတဲ့အပြစ်လို့ပြောလိုက်တော့သူသဘောပေါက်တယ်ဒါပေမဲ့ကျမ်းစာမှာဘယ်လိုသုံးလဲဆိုရင်ဒုစရိုက်အပြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်နားလည်အောင်ရှင်းမယ်အဲ့ဒါဒုစရိုက်အပြစ်လို့ပြောတဲ့အတွက်ကြောင့်ဇာတိကြောင့်ပေါ်လာတဲ့အပြစ်ဒါပေမဲ့တိရောတိခွန်ရဲ့သဘောတရားကကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခမည်းမှာအပြစ်ရှိမြအားလုံးကိုစေထားပြီးဒါကြောင့် penalty of sin ကိုလည်းစေပြီးပြီ power of sin ကိုလည်းစေပြီးပြီအဲ့ဒါခက်တိဖို့လို့အရေးကြီးတဲ့ချက်ဒါကြောင့်တိရောတိခွန်မပါဘဲနဲ့တိရောတိကိုလုပ်လို့မရဘူးတိရောတိကိုနားမလဲဘဲနဲ့တိရောနှစ်တိကိုပြောလို့မရဘူးသုံးဖိုက်ပဲရှိတယ်အဲ့တော့တိရောတိခွန်ကအပြစ်ရှိသမျှအားလုံးကိုဆေးပြီးပြီအပြစ်ရှိသမျှအင်္ဂလိပ်က all sin အားလုံးကိုဆေးလိုက်ဒါကြောင့်အဲ့ဒီဆေးလိုက်တဲ့အပြစ်ထဲမှာ power of sin လည်းပါတယ်လို့ penalty of sin လည်းပါတယ်ဒါဆိုရင်အပြစ်မရှိတော့ဘူးဆိုရင်ငါတို့ဘာလို့ဆရာလူသေးလဲကွာဒါပေမဲ့ခမည်းဘုရားသခင်ရဲ့ရှေ့မှာဇာတိကြောင့်အပြစ်လုံလားမလုံဘူးလားလုံမိသွားပြီလုံမိသွားရင် born again တွေတတိထားဖို့လိုတယ်ခမည်းရင်ပတ်ထဲမှာဧဖက်ခန်းကြီး1:73ရတန်ရှင်တော်ဝိညာဉ်တော်ကိန်းဝတ်နေတယ်ဟုတ်ပြီနော်ဧဝံဂေလိတရားတိဟုသောတမန်တရားကိုကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နဲ့ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်တစိမ့်ခတ်တယ်ယောမ8:9ကတန်ရှင်တော်ဝိညာဉ်တော်ကိန်းဝတ်တော်သူသည်ဇာတိပဂတိဘက်၌မရှိဝိညာဉ်ပဂတိဘက်၌ရှိသည်ခရစ်တော်၏ဝိညာဉ်ကိုမရသောသူမည်ဒီကခရစ်တော်နှင့်မဆိုင်အဲ့ဒါခရစ်တော်ဖြစ်တယ်
အဲ့ဒီဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ခရစ်တော်ဝိညာဉ်တော်ရှိတဲ့သူကယောမ8:16ငါတို့၏ဝိညာဉ်သည်တန်ရှင်သောဝိညာဉ်တော်နှင့်အတူဖယားသားဖြစ်ကြောင်းသက်သေခံတယ်တကယ်တော့ဖယားသားဖြစ်ပြီလို့ပါဇက်ကပြောတဲ့အခါမှာခင်ဗျားပါဇက်ကအုံနောက်ထဲကပြောလို့ပြောတယ်ဆိုရင်အဓိပ္ပာယ်မရှိဘူးအတွင်းဝိညာဉ်ထဲမှာကျွန်တော်ဝိညာဉ်နဲ့တန်ရှင်းဝိညာဉ်တော်ပေါင်းပြီးတော့ကျွန်တော်ဖယားသားပါလို့ပြောရင်အပေတကားပိတ်ပြီးတော့ကောင်းကင်တကားပွင့်သွားတယ်အဲ့ဒါကျွန်တော်တို့သိဖို့လိုတယ်ဒါအထက်ထဲကဝိညာဉ်ကအလုပ်လုပ်အဲ့ဒီဝိညာဉ်နူမာဓမ္မဟောင်းစကားနဲ့ပြောရင်ရူပါအဲ့ဒီဝိညာဉ်ကအလုပ်လုပ်တာဟုတ်ပြီဒါဆိုရင်အဲ့ဒီဝိညာဉ်ကကျွန်တော်တို့ထဲမှာရှိတဲ့အော်တပနဲ့ပေါင်းပြီးတော့သင်မှာအပြည့်ရှိတယ်လို့သူကပြောတာယုံကြည်သူဖြစ်ပေမဲ့ဒီလုပ်တဲ့အလုပ်ကမားနေပြီတမာတရားနဲ့လွဲပြီအဲ့တော့ဝိညာဉ်တော်နဲ့အော်တပနဲ့ပေါင်းပြီးတော့ခမည်းကိုအထဲကနှိုးဆော်တာအဲ့တော့ခမည်းကအပြည့်လုပ်ရင်မသိစရာအကြောင်းလုံးဝမရှိဘူးဒီလောက်ဆိုရင်ကျွန်တော်သဘောပေါက်အဲ့တော့ဒါ practical ဖြစ်တယ်တကယ်လို့မသိဘူးဆိုရင်ခင်ဗျ born again တည်ကြတယ်ဆိုရင်အပြစ်လုပ်ကြည့်စိတ်ထဲမှာလူဖြစ်လို့ control လုပ်ထားပေမဲ့အထဲထဲမှာနေလို့မရဘူးငါမာသွားပြီဆိုတော့ချက်ချင်းတည်တယ်ဟုတ်ပြီနော်အဲ့ဒါကဝိညာဉ်တော်ဖျားနဲ့အော်တပတ်စိတ်ကျွန်တော်အော်တပတ်စိတ်ကကျွန်တော်ကိုနှိုးဆော်တယ်ဖျားမကြိုက်ဘူးဆိုတာဒါဆိုရင်တစ်ရောတစ်ခွင်ရဲ့သဘောသိပြီအခုကျွန်တော်တို့တစ်ရောတစ်ကိုကဲဖတ်ကဲတစ်ရောတစ်ကိုကျွန်တော်အားလုံးအလို့ရတယ်ဆိုတော့ကဲဖတ်လိုက်ထို့အဲ့ဒီမှာအရေးကြီးတဲ့အချက်ကကိုအပြစ်လို့သူကသုံးတယ်ဟုတ်တယ်နော်အဲ့ဒီအပြစ်က penalty of sin ကိုပြောတာမဟုတ်ဘူးဘာကိုပြောတာလဲ power of sin ကိုပြောတာဟုတ်ပြီနော်ဒီပြစ်တဲ့အပြစ်ကိုပြောတာမဟုတ်ဘူးဘယ်ပြစ်ကိုပြောတာလဲကျွန်တော်တို့ဇာတိအားကြီး၍ပြောင်းလဲသောသူဇာတိကြောင့်မှားမိတဲ့အပြစ်ကိုပြောတာဒါဆိုရင်ကျွန်တော်တို့သိပြီတစ်ရောတစ်ကိုကအဲ့ဒီသဘောကိုပြောတာအဲ့တော့အဲ့ဒီသဘောကိုပြောတဲ့အတွက်ကြောင့်ခမည်းကဝန်ချတောင်းပန်တဲ့အခါမှာဟိုးငွေစားကလေကျွန်တော်အခုချိန်ထိအပြစ်တွေအားလုံးကိုပြောเสียမလိုဘူးလွတ်ထားပြီးပြီအခုပြောရမှာကဇာတိကြောင့်ခမည်းဘာမှားသွားတယ်လေအရက်တောက်မိသလားသူများသားများကိုပြစ်မှားမိသလားသူ့ဥစ္စာကိုခိုးမိသလားမတော်လောဘနဲ့လုံမိသလားအဲ့ဒီအပြစ်ကိုတဲ့ပြောရမှာကိုတော့ကျွန်တော်ဒါမှားသွားတယ်ကျမ်းစာအရဖျားမကြိုက်တာကျွန်တော်လုံမိသွားတယ်လုံမိရတဲ့ရည်ရွယ်ချက်ကဇာတိအားကြီး၍ကျွန်တော်တတ်မဲ့လို့လုံမိသွားတယ်ဆိုပြီးတော့ကိုအပြစ်ဆိုတာအဲ့ဒီအပြစ်ကိုပဲပေါ်ပြပေးဖို့ဖြစ်တယ်အဲ့တော့ကျမ်းစာမှာတေချာဖတ်ကြည့်ရင်ကိုအပြစ်ကိုပေါ်ပြတောင်းမှလေငါတို့အပြစ်များကိုဘာဖြစ်လဲလွတ်တယ်တဲ့ခင်စဉ်းစားကြည့်ဓမ္မဟောင်းတကြမ်းလုံးမှာကိုတော့ကျွန်တော်မားပါတယ်လေပြောတာနဲ့ပွဲမပြီးဘူးနော်ဒါဝိကြီးကယောဘကိုပြောတယ်ဟောင်းရင်ငါတို့စစ်တပ်ကိုရည်စမ်းမြင်းတပ်ဘယ်လောက်ရှိလဲခြေလင်ဘယ်လောက်ရှိလဲလှဲဓာတ်တွေဘယ်လောက်ရှိလဲအဲ့တော့ယောကပြောတယ်ကိုတော်ရေဖျားကောင်းကြီးပေးထားတာဘာရည်တွက်เสียလူလဲအေးငါဘယင်ငါခိုင်းတာမင်းလှုပ်ဆမ်းပါဆိုတော့ယောဘလိုက်ပြီးတော့ရည်ရတယ်ဘုခေတ္တကတော့နည်းနည်းပူခက်နော်အမျိုးလိုက်စစ်တပ်ရှိတာအမျိုးလိုက်ရည်ရတယ်အဲ့တော့ဖျားသခင်ကဒါဝိရဲ့အထေတရားဟာကိုတွေ့တော့စိတ်ဆိုးတယ်အဲ့ဒါနဲ့ဒါဝိကိုပြောတယ်မင်းသုံးခုပဲရွေးတော့3 လလုံး
sorry 3 နှစ်လုံးနော်ရန်သူလိုက်တဲ့ဘေးကိုသွားခြင်းလား3 လလုံးအစာခေါင်းလာတာမင်းလူချင်းလား3 ရက်လုံးကာလနာဘေးရောက်တာလူချင်းလားဆိုတော့3 ကဏ္ဍပဲဖြစ်သွားတော့3 နှစ်3 လသူမရွေးတော့ကြောကျွန်တော်ဒီအပြစ်အတွက်ခံရမယ်ဆိုရင်3 ရက်ကာလနာဘေး3 ရက်ပဲဆိုတော့ခံမယ်ဆိုတော့ကာလနာဘေးကဣတိလနိုင်ငံကိုဆင်းလာပထမနေ့လူတွေတောင်းချီပြီးသေတယ်ဒုတိယနေ့လူတွေတောင်းချီပြီးတော့ယောဂဗျာတက်ရောက်တော့သေကြတယ်အဲ့ဒီယောဂဗျာဘေးကယေရုရှလင်မြို့ကိုဆိုက်ရောက်လာပြီဆိုတဲ့အခါမှာဘုရားသခင်ကဒါဝိဒ်နဲ့အပေါင်းပါတွေပါတော့မယ်ဆိုတော့ရပ်ပလိုက်2 ရက်နဲ့ရပ်လိုက်အဲ့ဒီခါမှာဒါဝိဒ်ချက်ချင်းသိပြီးတော့ကျွန်တော်မားပြီဆိုပြီးတော့အာယောနာရဲ့လယ်မှာရစ်ပလင်သွားတည်ပြီးတော့ဘုရားကိုအပြစ်ဖြေရာရဲ့ပူဇော်တယ်အဲ့မှာကျမ်းစာထဲမှာတိကျဖတ်မိုးကောင်းကင်ကမီးကျပြီးတော့ရစ်ပလင်တစ်ခုလုံးလောင်သွားတယ်တော့အပြစ်ဖြေတဲ့ရစ်ကိုပူဇော်တဲ့အခါမှာဘုရားသခင်ကဒါဝိဒ်ငါမင်းကိုဘာဖြစ်လဲလက်ခံတယ်အဲ့တော့ဆိုလိုတာကအပြစ်ဖြေခြင်းရစ်ကိုလက်ခံခြင်းနဲ့နားလေသွားရတယ်ဒါဓမ္မဟောင်းလုံးကဓမ္မသစ်ကမလိုဘူးတဲ့ကိုယ့်အပြစ်ကိုပဲပြောလိုက်ထိုပြစ်တို့ကိုလွတ်လိုက်အဲ့ဒါကျွန်တော်တို့ယုံကြည်သူတွေတခါမှမစင်စားဘူးဘာကြောင့်လွတ်လိုက်တာပြောတာနဲ့လွတ်မလားဆိုအဲ့ဒါကြောင့်အပြင်လောကကလူတွေကခရိယန်လောကမှာတချို့လူတွေကမင်းပြောတာနဲ့ဘုရားလွတ်လိုက်ရောလားဘာဖြစ်လို့လွတ်ရတာလဲမင်းဘာမှလည်းတည်တည်ချာချာမခံရဘဲနဲ့မင်းကိုလွတ်လိုက်မဟုတ်ဘူးတိရောတစ်ခွန်ကြောင့်ဖြစ်တယ်အပြစ်ရှိသမျှကိုဆေးကြောလိုက်ဒါကြောင့် penalty of sin လဲပါတယ် power of sin လဲပါတယ်ဒါပေမဲ့တိရောတစ်ကိုရောက်တဲ့ချိန်မှာဘုရားကဟောဒီထဲကကျွန်တော်မားတယ်ဆိုတာပြောခိုင်းတာဒီအပြစ်ကိုလုပ်တာဘုရားမကြိုက်ဘူးကျွန်တော်မားတယ်နောင်တရပါပြီဒါလေးပြောခိုင်းတာအဲ့ဒါလေးကိုပြောခိုင်းတာနှလုံးသားထဲကနေအဲ့ဒါလေးကိုပြောလိုက်တာနဲ့အပြစ်ကလွတ်ထားပြီးပြီဒါပေမဲ့အခုချက်ချင်းခင်ဗျားကိုဘုရားသခင်လွတ်လိုက်ပြီဆိုတဲ့သက်တည်က Holy Spirit နဲ့ Autoba စိတ်ကအထဲထဲကနေကြည်လင်သွားတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကသဘောပေါက်ထားမှငါ့ကိုဘုရားဘာကြောင့်လွတ်တယ်ဆိုတာကိုသိသွားမှာဖြစ်အဲ့တော့တိရောတစ်ကိုသာပြောနေတယ်ဘာကြောင့်ပြောမှလည်းမသိဘူးပြောတာနဲ့လွတ်သလားလို့မေးရင်လေဖြေရတာခက်တယ်မဟုတ်ဘူးတိရောတစ်ခွန်ကြောင့်တိရောတစ်ကိုပြောခိုင်းတာဒါယောဟန်ရဲ့ theology ပဲအဲ့တော့အဲ့ဒီတိရောတစ်ကိုခင်ဗျားပြောပြီးလို့လွတ်ချင်းကိုဝိညာဉ်တော်ဖခင်နဲ့အော်တပတ်စိတ်ကကြည်လင်သွားတဲ့အခါမှာဝမ်းမြောက်တဲ့စိတ်နဲ့ဘုရားရှိခိုးလွတ်လပ်စွာတိုးဝင်သွားတဲ့အချိန်မှာအဲ့ဒါကြောင့်မှတိရောနှစ်တစ်ကသူဆိုလိုတာဖြစ်တယ်ကဲတိရောနှစ်တစ်ကိုကျွန်တော်တို့ပြန်ဖတ်ကဲ ready တိရောနှစ်တစ်ကိုကဲကျွန်တော်တို့ကြည့်အောင်ကဲပြန်ဖတ်ရအောင်ရှစ်သားတို့သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းကဤရာများကိုသင်တို့အားငါရေး၍ပြီးလိုက်သုံးတယောက်သောသူသည်ဒုစရိုက်ကိုပြုမိဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်ဒီဟုသောငါတို့မှုဆောင်ဒီလိုသူကတိရောတစ်ကိုတိရောနှစ်တစ်ကရှင်းပြတာဘာဖြစ်လို့ချက်ချင်းလွတ်သွားတာလဲလို့မေးရင်သင်တို့ပြုတော်ဘာဖြစ်လဲဒုစရိုက်အပြစ်အဲ့တော့ဒီဒုစရိုက်အပြစ်ကိုနော်ဒီကျမ်းစာထဲမှာသုံးထားတဲ့ဟာရှိတယ်အဲ့တော့ကျမ်းစာထဲမှာသုံးတဲ့အခါမှာအင်္ဂလိပ်စကားလုံးကတော့ကွဲသွားတယ်ဗမာမှာတော့အရန်ကြီးမကွဲဘူးအဲ့တော့တစ်ရော3:9မှာဘုရားသခင်ဖြစ်ပွားစီတော်မူသောသူမှုကဒုစရိုက်ကိုမပြုတတ်အကြောင်းမူကားထိုသူ၌မျိုးစေ့တော်တည်လည်းရှိထိုသူသည်ဘုရားသခင်ဖြစ်ပွားစီတော်မူသောသူဖြစ်သောကြောင့်
ဒူးစရိုက်ကိုမပြုတ်နိုင်မပြုတ်တာမပြုတ်နိုင်လို့သူကရေးတယ်အဲ့ဒီဒူးစရိုက်ကိုအင်္ဂလိပ်လိုသွားကြည့်တဲ့အခါမှာအင်္ဂလိပ်က AFV version မှာ practice sin လို့သူကအဲ့လိုရေးတယ် sin လို့ရိုးရိုးမရေးဘူး practice sin နောက်တစ်ခုက King James version က commit sin တဘောကသူဘာဖြစ်လို့စကလုံးတစ်လုံးကိုရှေ့ကခံပေးတာလဲဆိုရင်ဒါက penalty ကြတဲ့အပြစ်မဟုတ်ဘူးလို့သူကပြောတာအဲ့တော့ဒုစရိုက်အပြစ်လို့ဗမာကျမ်းစာကရေးတဲ့အခါတကယ်တော့ power of sin ကိုပြောတာဟုတ်ပြီနော်ယုံကြည်သူမှားမိတဲ့အပြစ်ကိုပြောတာအဲ့ဒီပြစ်ကိုတစ်ရောတစ်ကိုရကျွန်တော်တို့ပြောပြီးတာ ਨੇ ဘာဖြစ်လို့လွတ်တယ်လဲဆိုရင်အဲ့ဒါကြောင့်မှတစ်ရောနှစ်တစ်ကငါတို့၏အမှုဆောင်သခင်သည်ခမည်းတော်အနာမှာကျွန်တော်တို့အတွက်ရှေ့နေလုပ်ပေးတယ်ကျွန်တော်သူ့အတွက်ကားတိုင်ပေါ်မှာအသေးခံ၍သွန်းတော်မူသောအသွေးတော်သည်သူ့အပြစ်အားလုံးကိုဆေးထားပြီးပြီမို့လို့သူ့ရဲ့ power of sin ကိုလည်းဆေးထားပြီးပြီဒါကြောင့်သူနောင်တရ၍တိုးရှိုးတောင်းပန်ရဲ့ငကိုမူလအတိုင်းဘာဖြစ်လဲသူ့နေရာကိုဖျားသားနေရာကိုပျောက်သောသားကိုဖျားသူ့ရဲ့ဖခင်နေရာအရင်ကိုပြန်ပို့တယ်လို့ပြန်ပို့ပြီးပါလို့ရှေ့နေဖြစ်သော advocate ဖြစ်သောယေရှုကကျွန်တော်တို့အတွက်ရှောက်ထားပြီးတာဖြစ်တယ်ဒါဟုသူကပြောချင်တာဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်မတွေကျွန်တော်တို့တစ်ရောတစ်ကိုကိုပြောရင်အမှန်စင်စစ်နှလုံးထဲကနောင်တပါပြီးပြောလိုက်ခင်ဗျားအပြစ်ကိုချက်ချင်းလွတ်ဘာကြောင့်လွတ်လဲတစ်ရောတစ်ခွန်ကအားလုံးလွတ်ထားပြီးပြီဘာကြောင့်လဲတစ်ရောနှစ်တစ်ကအမှုဆောင်သခင်ကခမည်းတော်နားမှာကျွန်တော်တို့အတွက်သူခံခဲ့ပြီးပြီဆိုတာရှင်းနေလိုက်ထားတယ်ဒါကြောင့်ကျွန်တော်တို့ကဘာမှစိုးရိမ်စရာမရှိဘဲနဲ့တစ်ရောတစ်ကိုပြောရဒါပေမဲ့ခမည်းနှလုံးထဲကနောင်တစိတ်နဲ့တူးရှိုးတောင်းပန်ဖို့တော့လူတယ်အဲ့ဒါလေးတစ်ခုခင်ဗျားနားလည်ဖို့ဖြစ်တယ်ဟဲ့ကျမ်းစာထဲမှာတချို့စကားလုံးကပြောထားတဲ့အခါအရန်လှတဲ့စကားလုံးလေးတွေဖြစ်တယ်အဲ့တော့ဘုရားကတစ်ရောတစ်ကိုကိုကျွန်တော်တို့ပြောတဲ့အချိန်မှာဘာကြောင့်ဒီတစ်ရောတစ်ကိုမလိုဘူးဆိုတာဖြစ်လာလဲဆိုကျွန်တော်တို့ဂျေဇုတော်ကာလမှာနာမည်ကျော်တဲ့ Grace တရားဟောဆရာကအပြစ်ရှိရင်တဲ့တစ်ရောတစ်ကိုလှုပ်ရှားမလိုဘူးတဲ့တစ်ရောနှစ်တစ်မှာပါတဲ့အတိုင်းနဲ့အမှုဆောင်သခင်ကငါတို့အတွက်ရှေ့နေလိုက်နေတဲ့အတွက်ကြောင့်ငါတို့ကပြုပြီးတဲ့အပြစ်ရှိရင်ဂျေဇုတော် platform ပေါ်မှာပဲမတ်တရပ်ပါတယ်သူကတစ်ရောတစ်ကိုမလုပ်ခိုင်းဘူးဂျေဇုတော် platform နဲ့ကိုခုတ်ကူးလိုက်တာနဲ့အားလုံးက clean ဖြစ်သွားပြီဖြူသွားပြီဒါကြောင့်လူတွေကြိုက်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့ဒါလက်မခံဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာတူတူဖတ်မှာပေါ့ဒီချမ်းပိုက်တော့ကျွန်တော်မပေးထားမိဘူးဒါပေမဲ့လည်းအတူတူဖတ်လို့ရအောင်နော်တစ်ရောတစ်ရောခန်းကြီး9တစ်ရောခန်းကြီး9အငယ်16တစ်ရောခန်းကြီး9အငယ်16တစ်ရောခန်းကြီး9အငယ်16 okay 9 16ကဲကျွန်တော်တို့တူတူဖတ်ကြည့်အောင်အဲ့ဒါဆိုရင်ပူနားလေသွားမယ်ကဲဖတ်ရအောင်ညီကိုချင်းသည်တေပြည့်မသိတော့ဒုစရိုက်ကိုပြုမိသည်ကိုဇုံတယောက်သောသူမြင်ထိုသူသည်စွတ်တောင်းရတေပြည့်ကိုမပြုမိသောသူဖို့လို့ဘုရားသခင်သည်ထိုသူအားအသက်ကိုပေးတော်တေပြည့်သိသောဒုစရိုက်ရှိထိုဒုစရိုက်ပြည့်ကိုလွတ်စေခြင်းကI'm so တော့သူကခွဲပြောတယ်တေပြည့်သိတဲ့ဒုစရိုက်ရှိတယ်လို့တေပြည့်မသိတဲ့ဒုစရိုက်ရှိတယ်အခုကျွန်တော်တို့ပြောနေတဲ့ power of sin ဟာတ
တေပြေးမသိတဲ့ဒုစရိုက်ဖြစ်တယ်ဒါကြောင့်စုတောင်းရင်ဘုရားသခင် automatic ခမည်းကိုလွတ်ပြီးတော့ကြောက်တော်သားလို့ပဲအဖေထံကိုလာတဲ့အခါမှာ तू မတောင်းဆိုဘူးဝတ်လုံဝတ်ရတယ် तू မတောင်းဆိုဘူးလက်စွပ်ပြန်ဆွတ်ရတယ် तू မတောင်းဆိုဘူးအစီကံကျွန်းအစ်စ်မှာထားပါလို့ပြောပေမဲ့သူ့ကိုအဖေကမထားနိုင်ဘူး तू မတောင်းဆိုဘူးပွဲလုပ်ဖို့အဖေကပွဲလုပ်ပေးတယ်အဓိပ္ပာယ်ကငကိုမူလနေရာကိုနောင်တနဲ့ပြန်လာတော့သူကို automatic လက်ခံပြီးသားဖြစ်တယ်ဘာကြောင့်လဲတစ်ရောတစ်ခွန်ကအပြစ်အားလုံးကိုဆေးပြီးပြီဒါကြောင့်တစ်ရောတစ်ကိုကနောင်တနဲ့ကိုယ့်ပြစ်ကိုဖော်ပြတောင်းပန်ရုံပဲအဲ့ဒါကိုလှုပ်လိုက်တာနဲ့တစ်ရောနှစ်တစ်ကငါတို့ရဲ့အမှုဆောင်သခင်ယေရှုကခမည်းတော်နားမှာကျွန်တော်တို့အတွေ့ရှေ့နေအနေနဲ့ကျွန်တော်သူ့အတွက်အသေးခံပြီးပြီမို့လို့ငကိုမူလအတိုင်းဖယားသားအစ်စ်မှာကောင်းကြီးခံစားရဖို့မျက်နှာသာရဖို့ဖယားသခင်ဆက်၍လက်တော်မိုးပါလို့ဖော်ပြတာ ਨੇ အတူတူပါပဲရပြီနော်ဒါကြောင့်ဒီသုံးပိုက်လေးကိုအိမ်ချရင်ပြန်ဖတ်ရင်းနဲ့ဒစိမ့်စိမ့်ပြန်စဉ်းစားရင်ဘုရားသခင်ရဲ့ဂျေဇုတော်ကကျွန်တော်တို့ပေါ်မှာလှုပ်ထားတာတဆင့်ပြီးတဆင့်လှုပ်ထားပါတယ်အလွဲယူဆထားမယ်ဆိုရင်တော့အဲ့ဒီအလွဲကိုဖယ်ပြီးတော့ယောဟန်ရဲ့ theology ကအဲ့ဒီ power of sin ကိုဘယ်လိုလွတ်တယ်ဆိုတာကိုအသေးစိတ်ရှင်းပြတာဖြစ်တယ်လို့ပြောရင်းဒီနှုတ်ကပတ်တော်ကိုဒီညမှာပဲရပ်ပါတယ်ဆုတောင်းကြပါစို့အဖဖျားသခင်ယေရှုတော်ချီးမွမ်းပါတယ်အရောက်တိုင်းရဲ့အသက်တာထဲမှာတိရောတစ်ကိုအမြဲတမ်းလုပ်နေကြဖြစ်ပါတယ်ဒါကြောင့်တိရောတစ်ကိုလုပ်တဲ့အခါကဒီချမ်းပိုက်၃ပိုက်ကိုပြန်ပြီးသဘောပေါက်ပြီးကိုယ့်ရဲ့အသက်တာကိုဖျားဘာကြောင့်ကျွန်တော်ကိုလှုပ်ဆောင်ပြီးတယ်ဆိုတာကိုနားလည်၍အသက်ရှင်တဲ့အသက်တာဖြစ်ပါမည်အကြောင်းကောင်းကြီးဖြစ်စေဖို့အရောက်တိုင်းကိုအတိတ်တစ်တော်ဖွင့်ပြမှုတွေနဲ့အသုံးပြုပါမည်အကြောင်းယေရှုနာမ၌ဆုတောင်းဆက်ကပ်ကြပါ၏အာမင်